ဟာမင်္ဂလာပါရှင် မင်္ဂလာပါ ဆရာရှင်ဒီဇင်ဘာလမှာဖွင့်မဲ့ HR Management ပညာရပ်သင်တန်းအပတ်စဉ်၈အကြောင်းလေးပြောပြပါဦးရှင် ပုံမှန်သင်တန်းကြီး2သိန်းတန်ကြီးရှိတဲ့ HR Management Certificate သင်တန်းကိုအခုသင်တန်းကြီးအခမဲ့ဝင်ကြီး15000ကျပ်နဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာရပ်သင်ကြားပေးရတဲ့ရည်ရွယ်ချက်ကတော့လူတိုင်းလက်လန်းမိနိုင်စေဖို့နဲ့စိတ်ဝင်ဝင်စားတဲ့လူတိုင်းတက်နိုင်စေဖို့အတွက်စီစဉ်ပေးခြင်းဖြစ်ပါတယ် ဆရာရှင်ယခု HR ပညာရပ်သင်တန်းအပတ်စဉ်၈ကိုဘယ်သူတွေတက်သင်ပါတယ်လဲရှင် တက်ရောက်တဲ့လူတွေကတော့ HR Management ပညာရပ်ကိုစိတ်ဝင်စားတဲ့လူတွေမိမိရဲ့လုပ်ငန်းကိုပုံမှုအဆင့်မြင့်တင်လုပ်ကိုင်လိုတဲ့လူတွေ HR Management နဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေတဲ့လူတွေလုပ်ငန်းဝင်စတင်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့လူတွေတက်ရောက်တင်ပါတယ် ဆရာရှင်ဘာတွေသင်ပေးသွားမှာပါလဲသိပြရစေရှင် သင်ကြားပေးသွားမှာတွေကတော့ HRM SHRM Equal Employment Opportunity Workforce Planning Recruitment and Selection Training and Development Talent Management Compensation နဲ့ Employee Relations နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်မြန်မာဘာသာဖြင့်သာသင်ကြားပေးသွားမှာဖြစ်ပါတယ် ဆရာရှင်သင်တန်းကာလလေးသိပြရစေရှင် သင်တန်းကာလကတော့2လဖြစ်ပါတယ် ဆရာရှင်သင်တန်းကြီးလေးသိပြရစေရှင် သင်တန်းကြီးကတော့အခမဲ့ဖြစ်ပြီးတော့ဝင်ကြီး15000ကျပ်တွင်းရုံနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ် ဆရာရှင်ဘယ်လိုသင်ကြားပေးသွားမှာပါလဲသိပြရစေရှင် သင်ကြားပေးသွားမှာကတော့ online သင်တန်းဖြစ်ပြီးတော့ record video တွေနဲ့သင်ခန်းစာတွေကိုတစ်ပတ်ကို2ရက်လေ့လာရမှာပဲဖြစ်ပါတယ်ဒါအပြင် Zoom နဲ့2ချိန်ဆရာနဲ့ face to face သင်ခန်းစာတွေကိုဆွေးနွေးခွင့်ရမှာပဲဖြစ်ပါတယ် ဆရာရှင်ယခု HR ပညာရပ်သင်တန်းအပတ်စဉ်၈အတွက်ဆရာအနေနဲ့ဘာတွေများဖြည့်ဆွတ်ပြောလိုပါလဲရှင် ဖြည့်ဆွတ်ပြောလိုတာကတော့ယခုသင်တန်းကိုလူရဲ့အကန့်အသတ်ဖြစ်တာသင်ကြားပေးသွားမှာဖြစ်လို့သင်တန်းတက်ရောက်ခြင်းနဲ့ဆိုရင်အမြန်ဆုံးစီးရင်ပေးသွင်းထားမှာစိတ်ချရမှာဖြစ်ပါတယ်နောက်တစ်ဖြည့်ဆွတ်ပြောလိုတာကတော့ဝင်ကြီး15000ကျပ်မှအပါအခြားအခကြေးကိုထပ်မံကောက်ခံခြင်းလုံးဝမရှိပါဘူးဒါကြောင့်မို့လို့စိတ်ချလက်ချတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါစေ ဆရာရှင်ယခုလိုဖြည့်ကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးထူးရတင်ရှိပါတယ်ရှင် ကျေးဇူးတင်ပါတယ်